အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီနေ့မှာမိတ်ဆွေတို့ material free ရတဲ့ဟာလေးပြပေးပါမယ်နော်ဒီထဲကိုဝင်လာလို့ရှိရင်ဒီအပေါ်ကလည်နေဟာလေးတွေဗျာအဲ့ဒါလေးတွေအရင်ကုံအောင်ဖောက်ကြမယ်ပေါ့နော်ကို့မှာရှိတဲ့ဒီပိုနေတဲ့ sticker လေးတွေနဲ့ဗျာအဲ့ဒါလေးနဲ့လဲလို့ရပါတယ်သူကအရင်ဆုံးအောက်မှာအတန်းလေးတွေပြည့်အောင်ပေါ့နော်တစ်ခါဖောက်ဖို့တော့သူ2000ကုန်ပါတယ်အဲ့ဒါဒီကို့မှာပိုနေတဲ့ဒီ item တွေနဲ့လဲရမယ်ဗျာရင်တော့လဲလိုက်မယ်လဲပြီးတော့ရှင်အောက်မှာသူကအမှတ်လေးတက်လာမယ်ဗျာအမှတ်2000ဆိုရှင်တစ်ခါလှည့်လို့ရမယ်အဲ့လှည့်တဲ့အခါမှာသူကဒီအပေါ်ဆုံးမှာရှိတဲ့ item တွေဗျာအခုလဲနေတဲ့ item လေးတွေပေါ့နော်အားလေးတစ်ခုချင်းပေါက်မယ်ဗျာပြီးတော့လို့အကုန်လုံးကုန်သွားပြီဆိုတော့မှဒီ material တို့အိတ်စုကိုမြင်တဲ့ material နောက်ပြီးတော့ဒီစက်ကူဆိုတော့အနီးလေးဗျာမတစ်အပိုင်းစာလေးပေါ့နော်အားလေး free ရမှာဖြစ်ပါတယ်ဗျအားလုံးပဲကောင်းကောင်းနိုင်ကြပါစေဗျ